United မှာဘာလို့ကြက်ရှုံးခဲ့တယ်လဲပေါ့ပါရဲ့အမောင်ဖုံးခဲ့တဲ့နေ့ရက်များပရိသတ်တွေအမြဲတမ်းညှင်းခုန်ကြတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ပေါ့ပါပဲကွင်းထဲမှာမျက်လဲပြနိုင်တဲ့သူ့ရဲ့ခြေထောက်တွေကဘာလို့ United မှာတော့အလုံးမချစ်ခဲ့တာလဲအသင်းအတွက်ကစားပေးတာထက် social media ပေါ်မှာပိုနာမည်ကြီးနေတဲ့ပေါ့ပါရဲ့ဖြစ်ရမှန်တွေကိုဒီနေ့ပြောပြပေးသွားပါမယ်သူ့ခြေထောက်မှာဘောလုံးရှိနေရင်ဘာမစိုးဖျက်သွားနိုင်ပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီဘာမစိုးထဲမှာကဘာအဆင့် goal funding မှုတွေပါသလိုအသင်းကိုဒုက္ခပေးမဲ့အမားတွေလည်းပါနေတာပါပဲပေါ့ပါသူဟာတကယ်ပဲ overrated ဖြစ်နေတာလားပထမဆုံးသူ့ရဲ့ master class အပိုင်းကိုကြည့်အောင်ပေါ့ပါကွင်းထဲမှာမူတက်နေပြီဆိုရင်သူတို့ကဘယ်သူမှတားလို့မရပါဘူးအရက်6ပေ3လက်မှရှိပင်ပဲကချေတဲ့တယောက်လိုနှွဲ့နှောင်းဒီဘောလုံးကိုထိန်းချုပ်နေတာမျက်စိမိတ်ပြီးပေးလိုက်တယ်လို့တိကျလောနဲ့ long ball တွေကသူ့ရဲ့အမှုပညာပါ2018ကမ္ဘာဖလားမှာသူဟာပြင်သစ်အသင်းရဲ့ engine ဖြစ်ခဲ့ပါတယ် United မှာလည်းပွဲဥထာရာဒီတုန်းကသူဟာကွင်းလယ်မှာ boss တယောက်လိုကစားပြခဲ့တာအားလုံးအမှတ်ရကြပါမယ်ဒါပေမဲ့ side B ကိုကြည့်လိုက်ရရင်တော့အားလုံးကစိတ်ကက်စရာပါပေါ့ပါရဲ့အကြီးမားဆုံးရန်သူကသူ့ရဲ့ consistency မရှိတာပါပဲအရေးကြီးတဲ့ပွဲတွေမှာပျောက်နေတတ်တာကွင်းလယ်မှာမလိုအပ်ပဲဘောလုံးအစွဲမားမိပြိုင်တတ်ကိုအခွင့်အရေးပေးတာတွေကပရိသတ်ကိုဒေါသထွက်စေပါတယ်ပြီးတော့သူ့ရဲ့ agent ရေအိုလာနဲ့ club အသင်းကြားကမပြေလည်မှုတွေဒဏ်ရာပြဿနာတွေကြားမှာပေါ့ပါဟာဘောလုံးထက် lifestyle ကိုပိုဦးစားပေးတယ်လို့အဝေဖန်ခံခဲ့ရပါတယ်ဒိုင်မင်စစ်ပြဿနာကြောင့်၄နှစ်ပယ်ဖြတ်ခံလိုက်တာဟာသူ့ရဲ့ legacy ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်အခုတော့သူဟာပြင်သစ်မြေကိုပြန်ရောက်လာပါပြီမိုနာကိုအသင်းဟာပေါ့ပါအတက်တော့စိမ့်နေနေရမဟုတ်ပါဘူးသူငယ်စဉ်ထဲကပညာသင်ခဲ့တဲ့အသင်းဖြစ်တယ်လို့သူ့ရဲ့ပါရမီတွေကိုပြန်လဲပြိုးထောင်ဖို့အကောင်းဆုံးဝင်းကျင်လည်းဖြစ်ပါတယ်ပြစ်ဒဏ်တွေရော့ပေါ်ထားတဲ့နောက်မှာမိုနာကိုနဲ့အတူသူပြန်လာတာဟာဘောလုံးလောကအတွက်တော့အကြီးမားဆုံး surprise တစ်ခုဖြစ်ပါတယ်အသက်30ကျော်အရွယ်အတွေ့အကြုံတွေပြည့်နေနေတဲ့ပေါ့ပါစီကနေလေးပြတ်သွားလောက်မဲ့ long pass တွေနဲ့ကွဲလဲထိန်းချုပ်မှုတွေကိုကျွန်တော်တို့ပြန်မြင်ရတော့မှာပါကဲခင်ဗျားတို့အမြင်ကိုပြောပြခဲ့ပါအောင်ပေါ့ပါကိုခင်ဗျားတို့ဘလို့မှတ်မြင်နေမှာလဲကဘာဖလားရပေးတဲ့သူဟေကောင်းတယောက်အနေနဲ့လားဒါမှမဟုတ်အခွင့်အရေးတွေကိုဖြုံးနှက်ခဲ့တဲ့ကစားသမားတယောက်အနေနဲ့လား comment မှာရေးပေးခဲ့ကြပါဦးအခုလိုအနှစ်သားရှိတဲ့ content တွေဆက်လုပ်ပေးနိုင်ဖို့ခင်ဗျားတို့ရဲ့ like နဲ့ subscribe ကကျွန်တော်အများကြီးခွန်အားဖြစ်စေပါတယ်အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ